Esa va, ¿verdad? Una jugada en la Facebook en toda la una con dijo senza website todavía login wala lo sin da tipo na miyama tipo na le miyama tipo na le miyama so to ko lo soကျွန်တော်အဲ့မှာကျွန်တော်ဝယ်ထားတဲ့ post တွေမှာကျွန်တော်လုပ်ထားဒီနှစ်ခုရှိရပေါ့နော်တစ်ခုကကျတော့ဒီ website brand ဖို့အတွက်ဒါပေါ့ဒါ website ပဲပေါ့နော်ဒီခုကကျတော့ဒါ database ပေါ့နော် user data တွေသိမ်းထားဖို့အတွက်အဲ့နှစ်ခုရှိရအဲ့နှစ်ခုတွေလုံးနဲ့အခုဒီ website ကို run နေရပါအဲ့ဖြစ်ဖြစ်လာရဒါတော့ဆိုကျွန်တော်တို့ကအခုယူထား plan ခင်90 plan ခင်90 plan မှာသုံးထားတာအခုဘာမှမရှိသေးဘူး 0.03 GB ပဲရှိသေးကျွန်တော် file တွေပါကြီးမမလည်းဘာမှမတင်ထားသေးရတော့ဘာမှမရှိသေးဘူးအဲ့တော့website ကိုပြင်မယ်ဆိုရင်လည်းဒီတိုင်းဒီဟိုအောက်က sdbj.com ဆိုတဲ့ဟာလေးကဒီ edit website ကိုနှိပ်ပြီးတော့website ပြင်တဲ့နေရာတောင်းလို့ရတယ်ဒီဘောဟာတော့ပြင်ရှင်းပြပြီဒါကြောင့်သူ့ website ပြင်တဲ့နေရာတော့ဒီကောင်လေးကကြတော့ခုနကကျွန်တော်ပြောတဲ့ chat AI လေးပါနော်ကိုသိချင်တာတွေပါရှိရင်သူဒီမှာလို့မရဘူးအင်္ဂလိပ်လိုတော့မေးရင်သူညွှန်ပေးရပါတော့ဘာပြင်နေလဲဆိုဘယ်နေရာမှာရှိရမလွယ်ဘူးတော့မေးလို့ရတယ်သူကပြီးတော့မေးခဲ့တာလည်း history ပြန်မှတ်ပေးလာဒီမှာလည်းပြန်ကြည့်လို့ရတယ်ဒါလို့ရုပ်တရက်ပေါ့နော်ကိုတခုလုံးချင်တာမသိဘူးခေါင်းထဲတော့မလားဆိုရင်လည်းဒီမှာမေးလိုက်လို့ရတယ်သူကချက်ပေါ့လေးသူလည်းကောင်းတယ်မဆိုဖြေပေးတာလေးရှင်းတယ်ဒါတော့ခုနကကျွန်တော်ပြောဆိုဟတ်တာပေါ့ဟတ်တာပြီးဒီအောက်က body ပေါ့ body ပြီးအောက်မှာ folder ပေါ့အမှကွာတူကိုပြင်နေလဲဆိုရင်ပြင်တဲ့အပိုင်းနှိပ်လိုက်ပါနော်နှိပ်လိုက်ရင်သူဒီမှာ edit section ဆိုပြီးပေါ့ edit section ကိုနှိပ်လိုက်လို့ရှိရင်ဒါကအခုကျွန်တော်ထည့်ထားတာပုံဆိုတော့ပုံလေးပေါ်လာပါတော့ဒီလိုပုံထားခြင်းဗီဒီယိုနဲ့ထားခြင်းလဲဆိုရင်ဗီဒီယိုတက်ကိုပြောင်းလိုက်လို့ရှိရင်အဲဆိုရင်ဗီဒီယိုဖြစ်သွားပါဒီဗီဒီယိုဖြစ်သွားပြီးတော့ကိုကဒီဗီဒီယိုကမကြိုက်ဘူးကိုကကိုပြန်ပြင်နေရဲဆိုရင်လည်းသူဟို library ထဲမှာလည်းအများကြီးရှိတယ်ကိုကကိုလည်းဟိုရိုက်ပြီးရှာလို့ရတယ်ဒါတော့သူစမ်းပြတယ်ဗီဒီယိုတူလေးတွေပါအဲ့လိုမျိုးလေးအဲ့လိုမျိုးလေးထားလို့ရတယ်ဒီထားခြင်းတော့ကိုကကျွန်တော် message ရှုပ်လို့ဆိုထားတာပုံတက်ကိုပြန်တော့ပြီးတော့ဒါမှမပြောင်းဘူးပေါ့နော်တကယ်တော့ဗီဒီယိုတက်မှရွေးထားလိုက်ရင်ကိုပေးလိုက်လို့ရှိရင်ဒီဗီဒီယိုကြီးဖြစ်သွားတော့ဒါကိုpublish မလုပ်ချင်တော့မပေါ့ဘူးပေါ့နော်ဒီ update မလုပ်ချင်တော့မပေါ့ဘူးကိုကျွန်တော်ပြင်ပြီးတော့အပြင်မှာလည်းဒီလိုမျိုးပေါ့နော်သူ့ရဲ့ website ကိုသွားလို့ပြောင်းလဲချင်တယ်ဆိုရင်ခုန update ဆိုတဲ့ button လေးကိုနှိပ်ပါဒီဟာလေး update website ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တော့မှဒီအပြင်မှာပြောင်းတော့မနေမချင်းရတော့မပြောင်းဒီကောင်မှာဘေးမှာ save ဆိုတာရှိတယ် save ကတော့ကိုလိုလိုက်တဲ့ဟာကို save မှလိုက်တာအခုတော့ဒါသူက auto save လည်းပါတယ်သူကနော်အဲ့လို second 60တခါတော့ auto save ပြီးဒီ save ကလေးနှိပ်ပြီးရင်လည်း save လို့ရ save ရတော့ဒီတိုင်းကိုဒီအမြင်ကိုပဲ save ထားရပါနော်ဘာမှတော့မပြောင်းဘူးဘယ်လိုလဲတဲ့ပြောင်းနေတယ်ပြောင်းနေကျွန်တော် edit section ဒီ image ပဲထားရလို့ image ပဲထားထားလို့ပြီးရဒီအောက်ကဟိုပါလေး opacity ကကြတော့သူဘောအမိန်ကျော်ရှော့ဒီအောက်က face background ကကြတော့ဟို face လုပ်လိုက်တယ်နော်ကျွန်တော်တို့တော့ရွေးလို့ရှိရင်ဒီ line မရွေးပဲ face ဖြစ်သွားအဲ့ဒါကြတော့အဆင်မပြေလို့ဒီကြောင့်မလုပ်ထားဒီအောက်မှာကျ position ဆက်ဒီပုံဟိုဘယ်မှာထားချင်တယ်လဲအလဲမှာလားဒါမှမဟုတ်ပုံမှာထားချင်တယ်အောက်မှာထားချင်တယ်အဲ့ဒါရွေးရတာဒီဘက်က layout မှာကျတော့ပုံရဲ့ဟိုပါပေါ့ဒါ height ပေါ့နော်အမြင့်ကိုဘယ်လောက်ထားမလဲအကျယ်ဒီလိုဒီလိုအ
အခြေလောက်ထားမလဲပေါ့နော်မဟုတ်တယောက်ကတရားမဟုတ်တယောက်ကဒီနောက်မှာနောက်မပြန် green ရှိသူ့ကိုပြောင်းလိုက်လို့ရှိရင်ဒါဒီနောက်က green ကိုဒါချိန်လို့ရအောင်ဆိုတာကို၄ယောက်ကတည်းကစန်တာကြလားမကြလားဆိုတော့အဲ့လိုချိန်လို့ရအောင်လွယ်ကူအောင်တော့ grip လေးထည့်ပြီးတာအဲ့ grip လိုက်ချိန်နေတာအဲ့ကောင်လူတော့မလိုပါဘူးဒီ၄ယောက်ကတတိုင်းတစ်ဟောကပြင်ပေးပါဒီအကားကြတော့သွားချင်တယ်လက်တမပေးလိုက်တဲ့သဘောပါဒီနေရာကိုပြန်ရောက်ချင်တယ်ဆိုရင်ကိုအောင်ဆုံးမှာကိုကျွန်တော်ပက်တန်လေးတစ်ခုထည့်ထားအဲဒါအပေါ်ကိုပြန်သွားလို့ရအောင်တော့ဒီအခုသားပြီးတော့ဒီဇိုင်းပေါ်ကပြန်မဆွဲချင်လို့ဆိုဒီကီလိုနဲ့လည်းသူ့အတူပေါ်ရောက်သွားညှက်ထိတဲ့နေရာကရှော့ကပ်ပုံစံမျိုးလေးဒီမှာစာရီယိုပင်လည်းအဲ့လိုပဲသူ့စာကိုနှိပ်လိုက်ပါတော့နှိပ်လိုက်ပြီးတော့ကို edit text ကိုနှိပ်လိုက်ပါတော့ edit text ကိုနှိပ်ပြီးတော့ဒါတော့သူ့ style မှာတော့ဘယ်လို style ထားရလဲ heading လား paragraph လားပြီးတော့ဒါသူ့ font ကိုရွေးတာပေါ့ဒီကသူ့ font size ဒါဘိုးလုပ်ချင်ရင် flapping ပြီးဘိုးလုပ်လိုက်ရဒါဘိုးဖြစ်သွားဒါလိုမျိုးစောဖြစ်သွားဒါတွေကဒီ font ကိုပဲပြောင်းတဲ့ဟာလေးတော့ဒါဆိုရင်ရှေ့ကဟို list ထဲဒါကြတော့ဒီကောင်ဒီစာတန်းကိုပဲ link ချိန်လိုက်ပါlink ချိန်လိုက်ပြီးဒီစာတန်းကိုနှိပ်ရင်ဘယ်ကိုသွားချင်တာလဲကို page ထဲရပဲဘယ်စာမျက်နှာကိုသွားချင်တာလဲအဲ့လိုမျိုးဒါ link ချိန်တဲ့နေရာဒါမှမဟုတ် page မဟုတ်လားဟိုတခြား website တစ်ခုကိုရောက်သွားစေချင်တယ်အဲ့မှာချိန်လို့ရ web address ကိုထည့်ပြီးရွေးလိုက်လို့ရှိရင်အောက်မှာ address ထည့်ရမယ် Facebook ရဲ့ link address ကိုနှိပ်လိုက်လို့ရှိရင်Facebook ကိုရောက်သွားဘယ်လိုလဲကျွန်တော်လည်းမချိန်တာဟုတ်ဒီ page မှာရှိတဲ့တခြားစာမျက်နှာနဲ့လည်းတင်ချိန်ပါလားရတယ်ဒီຢာလေးကိုနှိပ်လိုက်ဒီစာတန်းလေးကိုနှိပ်လိုက်လို့ကျွန်တော်တခြား page ကိုရောက်သွားခြင်းလဲဆိုရင်ဒီဒါဆိုတော့ကိုခေါင်းစဉ် page တွေကပဲလို့ရေးလိုက်ပါနော်တခြားတွေကကြာဒါ section လိုက်လည်းရွေးလို့ရ section တဆိုဒီလိုတစ်ပိုင်းချင်းကိုခွဲထားတာ section လို့ဒါမှမဟုတ် email address ကိုသွားချင်တယ်ဖုန်းနံပါတ်သွားချင်တယ်ဒါမှမဟုတ် file download ဆွဲချင်တယ်ကလို့အနေနဲ့ဒီစာကလို့အနေနဲ့အဲ့လိုမျိုးလုပ်လို့ရဒါဆို page ကိုမိထားပြီးဟောထားတော့ဒါကို website မှာရှိတဲ့ page သွားချင်တယ်လို့အပေါင်းကိုသွားချင်တာလားဆွဲလိုက်လို့ရတယ်ပြီးတော့စိတ်နေလိုက်လို့ရှိရင်ဒီစာနဲ့နှိပ်တာနဲ့ပေါင်း page ကိုဒါတော့နှိပ်လို့မရဘူးလို့ထားဒါဒီစာပဲနှိပ်တာနဲ့ပေါင်း page ကိုရောက်စိတ်အပ်တယ်ပါဒီမှာလည်းရပြောင်းနေတော့အဲဥစ္စာလုံးရင်တော့နည်းနည်းစောင့်ရတယ်ဒီကပေါ်လာစောင့်ရတယ်ဒါပေါ်လာတော့မှဘယ်လိုဖြူကြီးပေါ်လာတော့မှ update ဖြစ်သွားတယ်နော်ဒါကြရင် line မကောင်းရင်လည်းကြာတတ်တယ်ပြီးတော့ refresh လုပ်ရအောင်ဘာလို့ဒီလိုစမ်းနေလဲဒီဟာ cache ကျန်ခဲ့တယ် refresh လုပ်ပြီးတော့စမ်းတာဟိုလုပ်လိုက်တဲ့တော့ပုံပြီးတော့ဖြစ်တယ်ဘောပိတ်တောင်းလာတယ်ဘာဖြစ်လဲဘာမှမဖြစ်တယ်နေရာကိုပြင်လိုက်ရအောင်ဒီပိုင်းဆိုတော့ဘာပိတ်ပေါ်ကန်အောင်လုပ်နေတာအဲ့လိုလင်းထားလိုက်ရင်သူကစာရမ်းနဲ့ပုံရတယ်ဘာမှမပြောနေဘူးဖြောက်တယ် SC ဘာ
ဒါလေးဖြစ်သွားတယ် ကိုရှိတဲ့ပုံပေါ်ပါလို့ ပုံနဲ့ပွားနေလေးပြောင်းသွားရင်ဒီပုံနဲ့ဒီဇာတ်လမ်းကိုတောင်းနေလို့ရှိရင်ဘောအပေါင်းပေးလို့ရတယ် ဒီမှာဆက် မမမသိတာထိမိလိုက် ပုံလိုက်ဒီမှာတော့နည်းနည်းသိတာဒီမှာသိတာဆိုတော့ဟိုမို့လို့ pointer ပါလို့ပုံမှန်ဆိုရင်တော့ဒီလိုမျိုးမြားလေးမပါဘူးတော့ဒါနေ့ဖြစ်နေမှသိအောင်ဒီကောင်ကျဟိုးပါလို့လိုက်တာနဲ့အပေါ်တင်လိုက်တာနဲ့လက်ညှိုးပုံပြန်ပြောင်းလိုက်ဆိုတာလက်မသိကျွန်တော်လက်နေဆိုရင်ဒီလိုစစ်လို့ရအောက်ကဘယ်လိုသွားပြလဲဆို လက်နဲ့များနဲ့ကာစားနဲ့ပြောင်းပါ အောက်မှာသူဘယ်သွားမလဲဆိုတာ address ပါအဲ့ဒါကိုပြောစစ်ကြိုပြီးတော့မနေ့ကကြိုပြီးစစ်တယ်ဒီမှာဒါပဲအောက်မှာကျုပ်ဘာလဲစနေနေတာပါလဲမြုံကြည့်ရတဲ့နေရာတွေဒီမှာစစ်လို့ရ ဒါကတော့ဒီစာလေးပြင်တာပါနော်ခုနကဒါလည်းတူတူပဲစာလေးပြင်လိုက်ဘလို့နေထားနေကြတယ်ပြီးတော့ဒီကားကြခလုတ်ပေါ့နော်ခလုတ်တယ်ပဒန်းကြတော့ဘယ်လိုသွားလဲဆိုတော့အဲ့ဒီပဒန်းနှိမ့်လိုက်လို့ရှိရင်ဒီပဒန်းမှာပေါ်မဲ့စာသားကိုဒီနေရာမှာပြင်ရမှာကိုက guest တက်လို့နှိမ့်တာမ guest တက်မလို့ပဲနဲ့ကိုကတခုခုဘာလို့ကိုရေးချင်တဲ့ဟာရေးပြီးပြောင်းလိုက်လို့ရှိရင်ဒီမှာပြောင်းသွားတယ်ပြီးတော့ခုက link ချိန်ထားတာပေါ့နော်သူကအပေါက်ကိုပဲသွားခိုင်းတာဒီ web address နဲ့ဒီကျွန်တော်တို့ဟိုတော့အပေါက်ကသွားခိုင်းတာနည်းနည်းလေးဆိုအပေါက်ကိုပဲပြောင်းအဲ့လိုကိုတည်လို့ရအောင်ဒီဆောင်အကြောင်းနဲ့ပတ်သက်ပြီးချိန် အမှန်ဆက်ဆောင်းပါနဲ့မဆောင်းပြောနေတယ်ဒီနေ့ကမှဆက်စစ်ဒီ အဲ့တော့ကိုဒီဟာပါလဲဆို open new tab ကအခုလောဆယ်ကိုနှိပ်လိုက်တဲ့ page မှာမဟုတ်ဘဲနဲ့နောက်တော့ page အတူတစ်ခုအနေနဲ့တော့ကြာဒီကလိုလေးဖွင့်ထားတယ်ဒီလိုလေးဖွင့်ထားရင်ကြာတော့ဒါကိုနှိပ်လိုက်လို့ရှိရင်နောက်7မိနစ်တစ်ခုနေနေပေါ့ဒီပုံမှာမပြောင်းတော့new tab နဲ့တော့ new tab ပြောင်းသွားတယ် LGBT နဲ့တက်ဖွင့်တော့ new tab ဖွင့်သွားတယ်ဒီဟာလေးက style ကိုပြောင်းဒီ button style ကိုပြောင်းနေကြတော့ဒီ style လေးကို style tag လေးကိုသွားလိုက်တယ်နော်အဲ့မှာမှဒီထဲမှာ Nova နဲ့ဟိုရှိတယ်နာမည်ကတော့ဒီတိုင်းကိုမြင်နေရတဲ့အကြောင်း over ဆိုတော့ mouse တင်လိုက်လို့ရှိရင်ပြောင်းသွားတယ်အဲ့မှာလည်းသူ့မှာလည်း border ရှိတယ်border color လည်းပြောင်းလို့ရတယ် text color ကိုလည်းဒီမှာပြောင်းလို့ရတယ်နော်အခုကတော့ဖြူဝဲထားတယ်ကိုကဖြူမကြိုက်ဘူးကြာတော့ပြောင်းနေဆိုတော့ပြောင်းနေလို့ရတယ်။ဘာမှမဟုတ်ဘူးကာလာကုန်းနဲ့ထည့်ပြီးတော့ပြောင်းနေဆိုတော့ပြောင်းလို့ရတယ်။အဲ့ဒါရေဒီ session တစ်တိုးတာကျတော့ဒါထားမလို့ဒီတစ်ခုက session လို့ပြောတာမှတ်တယ်နော်။ session တစ်တိုးရင်ကျတော့ဒီမှာလည်းဒီလိုတစ်ခုပါ session ပြီးသားမှာတိုးမလားတိုးလို့တိုးချင်တိုးမယ်လို့ပြောလိုက်ရင်ဘယ်လိုဟာမျိုးတွေးနေတာလဲဆိုပြီးဒါ sample ပြတာဒါဒီလိုပုံစံကကျတော့ပုံမှန်ခေါင်းစဉ်ပါမယ်ပြီးတော့လည်းမှာ certificate description ပါမယ်ပြီးတော့ clip ပါမယ်ပြီးတော့ပုံပါမယ်ဒါကျတော့ဒီလိုပုံစံဖြစ်သွားမယ်ပုံမှန်ပေးရမယ်နော်ဒါကျပုံထဲမှာပုံအောက်ခံထားပြီးထည့်တယ်အဲ့လိုမျိုးပါဒါမှမဟုတ်ဒီတရားဟာဒီခုမှမကြိုက်ဘူးကွာပြောင်းမယ်လုပ်ချင်တဲ့ဆို app blank session မှာအဲ့တော့မှတော့ဗာတဲ့ကျန်လဲဆို element တွေမှာတောင်းပြရဒီဘက်က element ဆိုတာလေးရှိတယ်နော် element မှာရွေးပြီးတော့စာတဲ့ကျန်တာကစာတဲ့ကျန်တာဆိုစာနော်ခလုတ်တဲ့ကျန်ခလုတ်နောက်ပုံတဲ့ကျန်ပုံနောက် gallery တဲ့ကျန် gallery video တဲ့ကျန်ဒါ map တဲ့ကျန် map ဒီစမှာကျန် element အဲ့မှာတော့ပြင်လို့ရတယ်ဒါပေမဲ့ map တဲ့ကျန် map ကိုပြင်ရ map ပေါ်တယ်အဲ့မှာတော့ map ကို edit လုပ်ပြီးတော့ကိုယ့် location တက်ပြီးတော့ထည့်လို့ရတယ်အဲ့ဒါကိုပြောင်းသွားတယ်ကိုယ့် location တက်လို့ရှိရင်ဒီမှာပေါ်မဲ့ပုံစံနဲ့ပြောင်းသွားတယ်ပြပြချင်တော့ဒီတိုင်းမှတ်ပုံလေးကိုနှိပ်လိုက်ပြတ်တယ်ဒီ session လည်းပြပြချင်တော့မှတ်ပုံလေးကိုနှိပ်လိုက်ပြတ်တယ်အဲ့မှာဒီ session တွေမှာပေါ်နေတဲ့မျိုးလုံးလေးကဘာလို့တာလဲဆိုတော့သူက height show လုပ်လို့ရတယ် height show ဆိုတော့ကိုကဒီ session ကိုမပြချင်ဘူးပုံနဲ့ကြည့်ရင်ဒီ session မပြချင်ဘူးဆိုတော့ဒီကလိုလေးနှိပ်ထားလို့ရှိရင်
ုန်းနေကြည့်ဒီကောင်ဘာလို့ Press အဲ့ဒါကြောင့်မှကြည့်လို့ဘာဒီလိုနှိုက်ကြတာလဲဘယ်ကကျွန်တော်တို့ဒီ editor ပေါ့ editor site မှာပဲတော့ပေါ်ပြီးဘယ်လိုအမိန်ဖြစ်သွားဟောလိုက်အဲ့တော့ကျန်နေ fiction မှာပေါ့ပတ်တယ် ပမေရှင်မှာမပေါ်တော့ဘူးပတ်သက်လောက်လိုက်ပေါ်မပေါ်ဘူးဒီကိုကျွန်တော်ဖြောက်လိုက်ပြီဖြောက်လိုက်ပြီဆိုတော့ဘလို့ပြင်ကျွန်တော်ဟိုလုပ်ပြဒီ section ကျွန်တော်ဖြောက်လိုက်ပါနော်ဖြောက်ပြီး save နှိပ်လိုက်တယ်ပတ်ပြီးလည်းလုပ်လိုက်တယ်ပတ်ပြီးတော့ကျွန်တော်ကြာပတ်ပြီးတော့ခါခါလို့ဒီလိုဆောက်အဲ့တော့တော့မဆန်းပြရဘူးပြင်လမ်းမကောဘူးကြာ ဆောင်းရတိုင်းလည်းတော့ပြန်လွယ်နေ အဲ့တော့ကျွန်တော်ဒီ section ကိုဖြောက်လိုက်ဖုန်းမှာလည်းဖြောက်လိုက်ပြီ desktop မှာလည်းဖြောက်လိုက်ပြီအဲ့တော့ refresh ပြန်လုပ်လိုက်မရှိတော့ပြဒီက section တစ်ခုလုံးပြောက်တယ်ဖုန်းမှာကြည့်လည်းမရှိတော့အဲ့တော့ပြန်ပေါ်ခြင်းလားလူတွေကညလုံးလေးကိုဒီကလုတ်လေးကို mobile မှာလည်းပေါ်မယ် desktop မှာလည်းပေါ်ပါဆိုပြီး update လုပ်ဆိုင်နေတယ်ဒီအားကြတော့ဒီ73လက်ကဘယ်လိုတယ်လဲဆိုဒီ section တစ်ခုလုံးကို copy ကူးတယ် copy paste ဆိုရင်ဟိုတခြားစာမျက်နှာမှာလည်းဒီဟာကိုထည့်ချင်တယ်ဆိုတော့ copy ကူးထားလိုက်ပါနော်ပြီးတော့မှကိုထည့်ချင်တဲ့စာမျက်နှာကိုတော့ပြီးတော့ paste လုပ်လိုက်ပါအဲ section အသစ် copy paste လုပ်လိုက်ဒီစင်လာနဲ့နားပြန်ပြောကြတယ်ဒီရှိတယ်ဟုတ်ကဲ့အဲ့ဒါကိုပေါ်လာရော section တစ်ခုလုံးကိုပို့ကူးပြီးတော့လက်ထပ်မလုပ်ချင်ဘူးဆိုတော့ပြီးတော့ဖတ်တယ်ဒီဘေးနာအဆက်30ဒီများလေးတွေကဘာလဲဆိုတော့ဒီ session ကိုပေါ်မှာထားခြင်းလို့ဆိုရင် move up ကိုနှိပ်လိုက်လို့ရှိရင်ပြောပေါ်ဆုံးမရောက်ဘူးနေရာရွှေ့တာ session နေရာရွှေ့ session တစ်ခုလုံးဒါဆိုတော့အောက်ဆုံးပို့လိုက်ပါဒီစင်ရင်းကြီး ဟုတ်ကဲ့ ကျွန်တော်တို့ဒီခါတော့ဒီနေနေဆိုနောက်တစ်ခုတတိထားမှာကျွန်တော်တို့တစ်ခုခုပြင်လိုက်တိုင်းပေါ့နော်ဟိုဒီဘက်မှာဖုန်းပုံစံလေးရှိရလေ mobile version မှာအဲ့ဒါကိုတော်တော်ပြီးကြည့်ပြီးဘာလို့မတူဒီကောင်ကကွန်ပျူတာမှာကြည့်ရ vertical ဖြစ်horizontal ဖြစ်နေဖုန်းက vertical ဖြစ်ဘာဖြစ်တာလဲ line စာရထက်သွားတာရှိမယ်ပုံတွေထက်သွားတာရှိမယ်အဲ့တော့ဒီမှာပြန်ပြီးစီလေးစီပြီးတော့နှစ်ခုလုံးမှာ အားရှင်းပြန်ပြင်ပြီးမှ update ကိုတော့အများနဲ့ဒီဖုန်းနဲ့ကြည့်ရင်ဘယ်လိုပေါ်မလဲဆိုတော့အများနဲ့သွားစစ်ပေးလို့ကိုတခုပြင်ပြီးလိုက်မယ်နော်ဖုန်းထဲမှာကျတော့ဒီစာတွေကျတော့စာတွေဆိုရင်တချို့ကဒါတော့ အဲ့ဆိုရင်ကိုကတစ်ခုထည့်လိုက်လေဆိုရင်သူက desktop site မှာကိုထည့်လိုက် desktop မှာပဲဖြစ်သွားတာ ဖြစ်သွား ဖုန်းမှာ ဖုန်းမှာသူကမစီပေးဘူး ဒီ မစီပေး တိုင်း ကိုယ့်ကိုလေးအောင်ကကိုယ့်ကိုချိန်လိုက် အဲ့ original က desktop site ပြီးဖုန်းမှာမြင်ရတာပြီးရင်ကိုယ်မြင်ရ ပြင်ဒါပေမဲ့ original ပဲကွဒီမှာဖုန်းပဲအဓိကထားပြီးတော့ပြင်မယ်ဆိုတော့ရတယ်ဒီမှာပဲမှန်နေပါဖုန်းမှာဒီလိုကြောင့်လည်းပြင် identity ထည့်လိုက်ရင်တစ်ခုလုံးမှာထည့်ပြီးဒါပေမဲ့သူရဲ့အစီအစဉ် သူကလေးယောက်ကစားဟုတ်ကဲ့ vertical နဲ့ horizontal ဖြစ်နေတူလေသူစားရဲဆိုလည်းဒီမှာဆိုရင်တစ်ကြောင်းနဲ့ပေါ်စားရှိတဲ့ဟာတွေဆိုပုံမှန်ဆိုရင်နှစ်ကြောင်းပေါ်တော့နှစ်ကြောင်းပေါ်တော့မှတချို့ဟိုက pattern မချထားရင်ထပ်သွားအဲ့လိုဖြစ်တယ်အဲအကြောင်းမို့ကိုတခုခုပြင်ပြီးတိုင်းဒီမှာသွားကြည့်လိုက်ပါနော်ဖုန်းမှာအဆင်ပြေတယ်လားအဲဒီလေးယောက်တွေကမထပ်ပဲနဲ့ pattern တွေထပ်နေတာရှိ ကျွန်တော်ဒီပါလေးလုံးဒေတာတော့ဖုန်းမှာရောက်တော့ထပ်လိုက်ဖြစ်နေ အဲ့လိုရှိရပြီးတော့နောက်တစ်ခုကကျွန်တော်တို့ကဘာသာစကား၃မျိုးထည့်ထားဆိုတော့သုံးမျိုးတော့တယ်။ဘာဒီမှာတော့သင်ပြီးရင်အင်္ဂလိပ်တော့လည်းသင်ရမယ် ။ဟုတ်တော့နော် ။ကျွန်တော်လည်းသင်ရ။အဲ့လိုရှိတယ်။ Yeah မန်တော့ interface ကထားတဲ့ချိန် interface ကမချေဘူးကိုတော့ manual ပဲကိုယ်ပြန်ချိန်ပါရင် ဟုတ်ပြီဟိုပြောတယ်မန်ရွယ်ချင်းတာပြောကျွန်တော်ကမြန်မာလိုတင်ထားရင်ဂျပန်လိုရော English လိုရောတော့တန်းတော့မှာလား တမ်းမတော့ကိုယ့်လို translate လုပ်ပေးရ ဟုတ်တယ်ဒီလိုပဲတော့ပေါ်လာတော့ကိုယ့်ရဲ့ online translation လုပ်ပြီးအဲဒီတော့ရင်တော့အဲ့လို ဟုတ်ကဲ့ဟုတ် ပြန်သွားတင်ထားရအောင် ဟုတ်
ဟုတ်တယ်ဟုတ်တယ် ဘာသာယူကောင်းတွေ့ရအောင် English မှာကြည့်လဲပေါ်ရလေဒီမှာ အင်္ဂလိပ်လိုစလုံးတွေအင်္ဂလိပ်လိုတွေနဲ့ objectives တွေမှာပြန်တော့ approach ပဲလို့ enjoy ပဲလို့မပေါ်ဘူး အဲ့လိုက်မယ်ဆိုတော့မြန်မာလိုအတိတ်တစ်ခုအဲ့လိုက်မယ်ဆိုရင်အင်္ဂလိပ်မှာမပေါ့ဘူးအင်္ဂလိပ်ပါတာနှိမ့်တာငါမတို့ဒီ auto translate ပေါ့ တော်တော်လေးမလုပ်ဘူးကိုယ့်ကိုပဲဒီမှာလည်းမပေါ်ကိုယ့်ကိုပဲ ဒီ sign data ကြီးဖြစ်နေတဲ့အတွက် तू က auto လုပ်မတော့ကိုယ့်ကိုယ်ထဲမှာရမှာ သူဟုတ်တယ်အသက်ကအဲ့ချင်တယ်ဆိုရင်မထားပါဘူးဘာသာစကားအသစ်ဆိုရင်တော့သူကဒီတစ်ခုလုံးယူပြီးတဲ့အတွက်အကုန်လုံးအတွက် copy ကူးလိုက်တယ် copy ကူးပြီးတော့ဒီလိုမျိုးပေါ့နော်သူ link နဲ့အကုန်လုံးဖွဲ့ချလိုက်ဒီမှာကျွန်တော်တို့ site မှာမြန်မာလိုက page 10လို့ရှိရင်အင်္ဂလိပ်စာမှာလည်း page 10လို့သူက copy ကူးပြီးတော့လုပ်ပေးလိုက်ဒါပေမဲ့ကျွန်တော်တို့နောက်ပိုင်းထပ်တိုးကျင်တဲ့ဟာတွေကြတော့ auto မတိုးကိုယ့်ကိုပြန်ပြီးတော့တစ်ခုချင်းနေလိုက်တော့တယ်အဲဒါကြောင့်မို့လို့ဘာသာစကားတိုးတာကအကုန်လုံးပြီးတော့မှာပေါ့နော် ပြောလိုက်ပြီးတော့ ဘာမှပြောင်းနေရမရှိတော့ဘူးတိုးလိုက်တာပိုကောင်းတယ်အခုလည်းကျွန်တော်ဘာမှပြောင်းရမရှိတော့ဘူးတိုးလိုက်တာဒါပေမဲ့အခုပြင်စရာရှိရင်တော့ကျွန်တော်3နှစ်တော့ပြင်တော့သူတော့ထပ်ပြီးတိုးပြောပါလို့3နှစ်ဖြစ်သွားတယ်လင့်ရလည်း3နှစ်ဖြစ်တယ် အဲ့ကျတော့ငါကဘာတော့စာမေးပွဲ presentation ပညာမဟာပဲပဲတက်တယ်မှာရှိ ဒါ တာ ပါလေပြင်နေတယ်ဆိုရင်ဟိုမှာလည်းပုံသွားပြင် မာလိုလည်းပြင်အင်္ဂလိပ်လိုလည်းပြင်ချက်တယ်မှာလည်းပြင် 3နှစ်တော့ပြင် ရတဲ့လားဒီလိုမျိုးညီလာတယ်နဲ့ထပ်ဆိုပြီးတော့ဒီစတူဒီ use skill သူပြောတဲ့မှာ example ဆောင်းဝဲ ဒီစီမရဘူးဆိုတာဒီစီရရတယ် အမှန်ထားတော့ဒါကိုပြင်နေတယ်ပေါ့နော်ကျွန်တော်တရားနေပုံကိုတရားနေတယ်ပေါ့ပြင်နေ ကို တယ် လည်းလူနှံ့ပြတာ ဆိုရင်ဒီမှာလည်းပြင် ဒီ ရ အား တ တယ် ယ် မှာ ဒီတော့ဂျပန်လိုဟာမှာလည်းတော့ပြင်ရ အားရဒီချက်မှာရှိလို့ဖြစ်တာမရရတော့ဖြစ်ပြီးတော့ပါ အဲ့လိုအကုန်လုံးမှတော့ပြင် မှန်လို့ရှိရင်တော့ဒီနေ့ကနေ ဖုန်းပြင်ရမယ် desktop ဖုန်းပြင် desktop အမြင်ပြင်ရတယ်ပြင်ပါလားဒါကပြင်ရမယ်အဲ့ ရှော့ကျင်တယ်အဲ့လိုပြင်တာမများလို့ရှော့ကျင်တော့တစ်ခုရှော့လိုက် ကျော်လိုက်ဘယ်တော့လုံးတော့ သူတို့ဂျပန်နေနဲ့မကြည့်ဘူးဆိုရင်တော့မပြင်းနဲ့တော့ထားလိုက်။မထားတော့ကိုကမှန်ကိုညီမလေးပြောတဲ့အတိုင်းပြင်လိုက်တယ်။အင်္ဂလိပ်မှာလည်းပြင်လိုက်တယ်။နှစ်နေရာပြင်။မတို့ကမှားတိုင်းဖြစ်နေလို့။ဒါကြည့်မဲ့လို့မရှိဘူးဆိုတော့ပြဿနာမရှိဘူး ကြည့်ကြည့်အောင်ပဲကြတော့ဘာမြင်ရမှာအဲ့ဒါတယောက်ယောက်လုပ်နေတတိပေးမှုဘာသာစကားပြင်ပုံမှန်ပြင်ရတဲ့ပုံပြင်မှုတက်တော့ငါလည်းပုံ reminder တော့ ။အဲ့ဘာသာစကားမှာတော့ပြင်မယ်ဆိုရင်တော့ဒီမှာတက်လေးရှိတယ်အဲ့မှာ။အင်္ဂလိပ်လိုပြင်မယ်ဆိုရင်ဒီအင်္ဂလိပ်ကိုရွေးလိုက်။နိုင်ရေးလိုက်ပြီးတော့မှကိုပြင်နေတယ်။မဲပြီးတော့ဒီ ဒီချက်ကိုကျွန်တော်ဒီနေတာအဲ့တော့ section မှာ section တစ်ခုထည့်လိုက်အဲ့ section တစ်ခုမှာကျွန်တော်တို့ကဥမာဘယ်နလာပိုင်းကစာမေးပွဲပုံကြီးများဆိုထည့်လိုက်တယ်ပါလေအဲ့မှာထည့်လိုက်တယ်ဆိုရင်ဟိုမြန်မာလူကြီးလိုက်ရေးချလိုက်ကျွန်တော်အဲ့ကြရင်အင်္ဂလိပ်လိုနှိပ်လိုက်ကြတော့ပုံကြီးပဲရှိပြီးစားလည်းမရှိတော့ဘူးဒါမှမဟုတ် auto လို့ပြောင်း မအင်္ဂလိပ်မှာအဲ့ session ကိုတိုးလာ အော်အဲ့လိုအင်္ဂလိပ်လိုမှာရော section ပြန်သွားပြောမှဆိုရင် page က3ခုခွဲထားတယ် သုံးခုခွဲဟုတ်တယ်သုံးခုခွဲထားဆိုဖြစ်တယ်အတက်တိုးဟာမှန်သမျှကိုကဘာသာစကား3မျိုးလောက်ထားရင်3နေရာစလုံးမှာတော့တိုးတယ်2မျိုးလောက်ထားရင်2နေရာစလုံးမှာတော့ သူကဒါခလိုပြီးနေလိုက်ရတာလုပ်တဲ့ဘာလုပ်တာ ဟုတ်တယ် ဒီတော့ညပေါ်တော့ဘောရေးဒီမှာ ဟုတ်လေကြက်တယ်ပါဆုံးလို့လေပြောင်းနေ ပြောင်းရင်တခုပြောင်းလိုက်ကျွန်တော်ပြောလို့ပဲအဲမိုဘိုင်းမှာမှန်တစ်ချက်သွားစစ်မယ်ပြီးတော့ desktop မှာ အဲ စစ်ပြီး ဒါဆိုမှစစ်ပြီးဘာသာစကား2နေရာစလုံးမှာသွားပြီးပြောင်းမယ်အဲဆိုရင် update ဖြစ်တယ်ဒီ link လေးတွေကဒါကတော့ page လေးပေါ့နော်တော့မဲ့ navigation ပေါ့အဲ့ဟာလေးကထပ်တိုးကျင်တယ်ပြင်နေတယ်ဆိုရင်ဒီမှာ page ဆိုတာရှိတယ်ပြီးနားလာ ဟုတ် page တက်တယ် page ကိုတွားပြီးတော့ဒါအတက်ဖွင့်လို့ဆိုရင်တော့ပွဲနေဘလို့ မစတာဖြစ်နေရမှာ ဟုတ်ဒီနေ့မှာလည်း အော်ဒါနဲ့ဆိုရင် အဲ့ page အရှိကဘကောဘယ်ရ ဒီတိုင်းရှိတယ် page ကိုနိုင်လိုက်လို့ရှိရင်
ဘယ်လို page မျိုးလဲသူမေးရမှာဒါဒီလိုပဲအစမ်းမှာ template ကြီးပြဒီမှာလည်းအောက်မှာပေါ့ဒီလိုမှာ contact page ပတ်သက်လို့ပြောချင်ပါဘူးစာပေ project အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ် privacy policy ဒါမှမဟုတ်လည်းဒါမှမဟုတ်ရှင် new empty page ပဲဆိုရင် empty page တက်တူလာလို့ရှိရင် ဒီကြီးရောရမှာပေါ့ template တော့ပါ အဲ့ပေါ်မှာရိုင်းပေါ်မှာနံပါတ်ဝေးထားလို့ new empty page ဆိုအဲ့မှာကနံပါတ်ပြန်ပြင်နေမင်းလား73ကိုနဲ့ပြီးတော့ဒီနဲ့ဒီဒီမှာဘုံပါလေ ဘုကောက်ကြီးစား အဲ ကောက်ကြီးစား နံပါတ်2ကိုတင်နေတာတင်လို့ရ Facebook လိုမျိုး rules and regulation တွေတိုင်းထားတယ်မလို့ Facebook မှာじゃကိုတင်နေတာတင်လို့မရဘူးလေသူသတ်မှတ်ထားတဲ့ခါတွေပဲဟိုဖြစ်လို့ရတယ်ဒီမှာကိုယ့်ဘာကိုတင်နေတာတင်လို့ရ ဖြစ်နေတာတဲ့တင်နေတာ အဲတင်ဒါကိုယ့်ရဲ့စီကံနဲ့ကိုယ့်ရဲ့တမန်ကိုပိုင်နဲ့ဟိုပါပဲကိုပိုင်နဲ့မြေဘွက်လိုပဲဒါ ပိုင်နေပြီပိုင်နေ Facebook じゃဒီများဟောမှာကိုယ်ကတော့လုပ်နေတာ ဖြစ်နေတာတဲ့မြောင်းတော့ဖြစ်နေတာတဲ့ new anti page ကတက်တဲ့ အခုအတက်ပြည့်ခုဖြစ်သွားတာအဲ့ဒါမှမဟုတ်ကျွန်တော်တို့ဒီဟာကိုဒီများအောက်မှာထားခြင်းထားပါတော့ အဲ့လိုတက်ရှိ ဒီလိုမျိုးဒီဘေးနားမှာ60ရှိတယ် drag မှုဆိုပြီးတော့လည်းပေါ်တယ် drag မှုဆိုပြီးတော့လည်းပေါ်တယ်ပေါ့နော်ဒီဘေးနားလေးကို mouse ကတွားလိုက်တော့ပေါ်တယ်ဒီနေရာမှာဆိုပြီးဒီနေရာမှာတော့စာအုပ်ပဲပုံမှန်တူလို့ရတယ်ဒီဘက်ဘေးလို့ရှိရင်ဒီမှာတော့ဘယ်နေရာမှာထားခြင်းလဲဘယ်သူရဲ့ပုံမှန်ဘယ်သူရဲ့အောက်မှာဒီလောက်လိုက်လို့ရှိရင်ဒါကတော့သူက new data တစ်ခုနေလို့အောက်ကိုမဝင်သွားသေးဘူးအောက်ကိုဝင်နေတယ်ဆိုရင်ဟိုထားပါဒီနှစ်ခုရဲ့ sample test ကအောက်ကိုဝင်နေတယ်ဆိုပြီးပြီးနောက်လေးကိုနည်းနည်းဆွဲလိုက်အဲ့လိုမျိုးရောက်တော့မှလွတ်လိုက်အဲ့လိုသူအောက်ကိုဝင်နေ အဲ့ဒီဆိုရင်မှ summary result တွေပါရဲ့သိချင်ရထည့်ထည့်ပေးရမှာလေပါ result ပါပဲပြင်နလာပိုင်း result အဲ့ဒါဆိုရင်လည်းပြောလိုက်တော့နော်ဒီမှာအစားလို့ဆိုပြီးတော့ နလာပိုင်း result အဲ့လိုဒီအစီအဝါကြတော့ဘယ်လိုတူပေါ်လဲဆိုကျွန်တော် Google ကနေပြီးတော့ကျွန်တော် site ကိုသူက clone နဲ့ client ချိန်တယ်ဒီ page ကဘာအကြောင်းအတင်ကားလဲအဲ့ပတ်သက်ပြီး US ရှာလို့ရှိရင်တွေ့ရအဲ့မှာကျွန်တော်ကအဲ့လို exclamation mark လေး keyword လေးထည့်ပေးရကိုက highlight လုပ်ချင်တဲ့ keyword ပေါ့နော်ကိုကျွန်တော် SDPG highlight လုပ်ချင်တယ် SDPG ဆိုပြီးတော့ထည့်လိုက်ပါနော် SDPG နဲ့ပတ်သက်ပြီး Google မှာရှာထားမှလည်းကျွန်တော်တို့စီကိုရတယ်ဒီ title မှာလည်းသူထည့်ခိုင်းတယ်အဲ့လိုမျိုးဟိုတွေ့ရပြီးတော့ဒီ meta description မှာလည်းဒီ page ကဘာအကြောင်းနဲ့ပတ်သက်ပြီးတော့ဆိုတာပတ်သက်ခိုင်းတယ်ဟို page ကတက်ကူလိုက် ဘောကြည့်ရမယ့်ရေးထားသူဒီဝလေးနဲ့ညီးတာနဲ့ပြပြခု page ကထိတ်မှတက်ဒီ UI မှာ ဒီရောက် UI မှာအစသူကထည့်ခိုင်းတယ်ပြီးတော့နောက်ပြီးတော့သူကနောက်တစ်ခုက header ပေါ့နော် header ရှိရမယ်ဒီ page တစ်ခုမှာရှင်းရှင်းလင်းလင်းသူကပြ header ရှိရပြီးတော့ကျွန်တော်ဘာမှမထည့်ဘူးဆိုပြီးတော့ဘောဒီနာမှာလည်းမပြောဘူးကျွေးနေရဒီလိုပဲ drag ဆိုတော့ကျွေးလိုက်ရအောင်ထားချင်နေရနောက်မှလည်းသူ grid line နဲ့ချိန်ထားတယ်ချိန်ပြီးရွှေ့လိုက်ပါရွှေ့လိုက်ပြီးအဲဆိုမပေါ်တော့ဘူး တိပဲပါရောအဲ့ ရတယ်ဒီဘယ်ပါလဲဒါပေမဲ့ နေရ တေဘယ်ကကြတော့ကျွန်တော်တို့ကဘယ်လိုဟာဖြစ်လဲဆိုတေဘယ်ကသူကစာလည်းမဟုတ်ပုံလည်းမဟုတ်ပုံလည်းမဟုတ်စာလည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုထည့်ချင်တယ်လဲပေါ့နော်တေဘယ်ဓာတ်ပုံအနေနဲ့ပဲထည့်ချင်တယ်လားဒါမှမဟုတ်ရှင်ကွန်ပျူတာတည်တဲ့တေဘယ်ပုံစံမျိုးထည့်ချင်တယ်လားကွန်ပျူတာတည်တဲ့ပုံစံမျိုးထည့်ချင်တယ်ကျတော့သူ့ထဲမှာတော့ဒီလိုမပါဘူးဒါတေဘယ်တက်တက်ကျွန်တော်တို့က table generator ဆိုတာရှိတယ်အဲထဲမှာ
သူကပြောင်းမေးတယ်ကိုသွားခြင်းနဲ့ ဟောမနဲ့တက်လာ ဒီတိုင်းတခြားမှလုပ်ပြီးသားတည်ပြီးဓာတ်ပုံရင်းနဲ့ထည့်မယ်ဆိုတော့ဒီစီစီထည့်လိုက် ညာဒါပေမဲ့သူကဓာတ်ပုံနဲ့ကြောက်တယ်ဆက်လက်တော့ဆက်လက်တွေပါတော့လုံးလုံးပြအောင်စာသားတွေပါဆက်လက်ဆွဲတယ်ဓာတ်ပုံကြီးမှဖြစ်တယ်ဒီအဲ့ကောင်ကြောင့်တူလာမပေါ့ဒီတင်ပဲလားမပေါ့ပုံပေါ်တဲ့ခါကျဟိုကဓာတ်ပုံကြီးဆိုတော့ပေါ်ပေါ်ကတင်အချိန်ကဒီကောင်ကျ fresh ဆိုတန်းပေါ်ကွန်ပျူတာသိတဲ့ဟာဆိုတော့ကျွန်တော်တို့ကဒီပဲတကူစောက်ချင်ဆိုဒီမှာတော့ပြီးတော့စောက်လို့ရတယ်ကျွန်တော်စောက်တယ်ရိုးတိုးချင်တယ်ပေါ်တိုးချင်တယ် မ ID နည်းနဲ့ တော့စောက်ပြီးတော့ generate လုပ်တာအောက်မှာ HTML ကိုလေးပြန်ထုတ်ပြီး HTML ကိုကျွန်တော်က copy to clipboard နှိပ်လိုက်အောင်နှိပ်ပြီးတော့ဟိုဒီ table တိုင်းထည့်ခြင်းပြောတာကွန်ပျူတာကနားလည်တဲ့ table တိုင်းထည့်ခြင်းအဲ့မှာ element ကိုတွားပြီးတော့ embed code ဆိုရှိ embed လို့ထည့်အဲ့မှာembed enter code နဲ့ခုနက ဒီနေ့နေနေလေးလေး လုပ်ပြီးတော့ ဆောက်တဲ့ရှိအားရ ကိုယ်နဲ့ ကိုယ် ကျေရတဲ့နေရာကြီးရှင်အဲ့ဒါဆိုတော့ပေါ်လာသူတူဘာသာလဲ ရတယ်တော့ မကောင်းလေးနဲ့ ရှင်းပေါင်း အဲ့ဒါကိုတော့ပြန်တော့ဟိုအဖြစ်နေလို့ဒီက HTML ပြောင်းအောင်ပါသေးလားဒါ language မတူလို့ အော် letters ကြီးဖြစ်နေ HTML ပြောင်း အော် အဲ့ဒါကြောင့် အဲ့ဒါမျိုးရလည်းရှိသေးတယ်ဟိုမှာ HTML ပဲတယ် HTML ပဲနားလည်ကိုဒီဟာ နောက်လည်းလည်းလာပြောလို့ဘာမှမပေါ့ တိုက်တယ်စိတ်တော့ စိတ်ကောင်းတယ်ဟုတ်လားရှင် အဲ့ဘာကဟိုဒီမှာပဲဘာမပြင်နေဘူးဒီမှာပဲပြင်နေတယ်ဆိုရင်လည်းအတားကိုပြလိုက်အတားကိုလည်းနည်းနည်းတော့ကြည့်ရတော့သိရောတယ်ဒီမှာမှအဲ့လို test type ဆိုတော့ test type ကိုမှဒီမှာတော့ပြင်လို့ရတယ်ပုံပြင်ရတာတော့နေရလို့ရှိရင်ဟိုထဲမှာလည်းပတ်တယ်ပါပြောင်းပါအဲ့လိုပြောင်းပါ အဲ့မဲ့ကွာဒီထဲမှာဘာရေး ရမှာက message ဒီမှာလို့ရမှာ message ချုပ်တယ်မမြင်ညွှန်းဆိုလည်းရတယ်ဒီ mail ကိုတော့ copy ကိုပြီးတော့ဟိုမှာဒီထဲကိုထည့်လိုက်နော်ဒီထဲကိုထည့်လိုက်ပြီးတော့ဒီမှာပေါ်ရအောင်သွားပြီးပြီးတော့ copy မိသားကို copy ပြန် ပြန်ပြီး generate လုပ် အဲ့လိုမျိုးလုပ် ဒီ script ကကြတော့ဗာနေနေတာ HTML သိချင်လို့ HTML ရိုးရိုး plain HTML ဇာတ်တွေကြတော့သူတို့ကဟိုဟာဒီမှာမပါဘူးဒီ element ထဲမှာသူဇာတ်လို့ပေးတာအဲ့ဒါတော့ဘာလို့မမဝင်ပုံကြီးမဲ့တက်ထည့်တယ်လည်းရတော့ရတော့ဓာတ်ပုံအနေနဲ့ထည့်ဒါပေမဲ့ဓာတ်ပုံအနေနဲ့ထည့်တာကျတော့ site လေးပါဆိုじゃဒီလိုမျိုးထည့်ကြတော့ကျွန်တော်တို့ကဟို slide တွေပါဥလို့ရတယ်ဟိုဟာ site လည်းမလေးတော့ဘုံဒါစလုံးလိုပဲ အဲ့ဒီဒီ generator ဝယ်ဟာ page မှာသွားလုပ်လိုက် ဒါ free ပေးထားတဲ့ free ဆိုတော့ပြီး HTML တက်ပြီးရေးပြီးကို table ဆောက်ချင်ရင်ဒီလိုလုံးဖြတ်လိုက်ဖြတ်ပြီး row ဘယ်နှခုထားမှာ column ဘယ်နှခုထားမယ်အဲ့ဒါလုပ်ပြီး အပြင်မှာသူကုတ်ထုတ်လိုက်တာ ပြင်ရင်ဒီတိုင်းပြင်ပြီးမှ generate လုပ်လိုက်အောက်ကတော့ HTML ကုတ်ပြန်ထုတ်ပြီးအဲ့ကုတ်ကိုပြီးတော့မှဒီမှာအဲ့ခုန embed ကုတ်မှာ အမှတ်ကုတ်မှာထည့် ထည့်လို့ရှိရင်ဟုတ် သူက HTML နဲ့တည် ဟုတ်တယ်ဒါရီ HTML ပဲဒီ ကျွန်တော်လည်း HTML နဲ့HTML ဆိုတော့ မိရပြင်လာတော့အဲ့လိုပဲ page တစ်ခုကိုပေါ်ဒီဇိုင်းစီရင်လည်းဒီလိုဖိပြီးတော့ထားပါတော့ဒီတိုင်းလည်းပဲပုံမှန်ထားခြင်းလို့ဆိုရင်လို့ဖိပြီးရွှေ့လိုက်ပေါ်ရမှာဘယ်ဟာပုံမှန်ထားခြင်းလဲဒီပုံမှန်ထားခြင်းလည်းဒီလည်းပဲထားခြင်းရွှေ့ပါလို့ရတယ်ပြီးတော့မမေးရခုနကကာလာပြောင်းတယ် ဟုတ် ဘယ်ဟာကာလာပြောင်းရင်ဒီဟာလေးကိုပြောင်းတယ် ပြောင်းရင်လည်း ပြောင်းရင် တော့ ပြောင်းရင်တော့ possession လေးလိုက် လိုက်အကုန်ဒါမှ possession ရင်းပြီးတူအောင်ပြောင်းတာ possession လေးကိုပြောင်း
နေပြီးအတက်ဆက်ရှင်နေလာတယ်ဆက်ရှင်နေပြီး ဟုတ်ဆက်ရှင်ကတော့ ဒါကိုကြည့်ရတော့နေပေါင်းနေပေါင်းနေရပါတော့အဲကြောင့် လေးပါနေရ ဒီလိုကိုရရင်ဖြစ်သွားဘုံလုံးတော့လည်းကြောက် အော်ပြောင်း မိုးချင်းမြင်ဖြစ်လို့ကြောက် မထိလိုက်တိုင်းပြောင်း လူရဲ့ကြီးရဲ့မြင်မှုဒါတော့အတူ ကုတ်ပြပြီးရပဲရှောက်သွားတယ်ဆိုပြောနေကြီးထားတဲ့လူတွေတော့လူကြီးထားတယ် အခုကမှထားပါတော့ကိုလုံမိတာဖြစ်သွားမမြင်တယ်ချက်ပလိုက်ပေါ်ဖြစ်မှာဗတ်များလေးပါတယ်အဲ့အတူကြလို့လိုက်ပေါ်လာတယ် ကိုတို့ ကိုတို့ဆက်တယ်မေးတာအဲ့ပေါ်ငါတို့ကပေါ်ကြောက်ပါဘယ်နာတယ်ရောဘယ်နာတယ်ရောမသိတော့ဘူး ဒါတော့ဘူးလေကလည်းအဲ့ဒါရေးရှာတာ ကိုတို့ဆက်ကဆိုလည်းကိုတို့နဲ့ရတယ်ဒါမှမဟုတ်ဒီပေါ်မှာလည်းများကောက်လို့ရှိဒါကအတူ ဗီဒီယိုနဲ့ အဲ့နှစ်ခုနှစ်ခု ဟိုအမြဒီထားပေါ့အဲ့နှကောက်ကတော့လိုအပ် ဒီမှာကျတော့ဒီ block session ပေါ့ block session မှာဒါမှကန်တင်ရမှာအများနဲ့တင်နေရမှာတော့ ပြောသွားရင် အခုကဘာမှမရှိသေးလို့ Facebook မှာ post တစ်ခုတင်နေဒီမှာ blog တစ်ခုတင်ပိုကောင်းတာပေါ့နော် ဆံမွေးဖြစ်နေတဲ့ပုံမှုပါပုံမှု ဟုတ်ဒီမှာဒါ sample ပြတာလေး edit post ကိုပေးလိုက်လို့ရှိရင်ပုံထည့်ခြင်းနဲ့ထည့်လို့ရတယ်မထည့်ခြင်းနဲ့မထည့်လို့ရတယ်ပုံမှန်တော့ခေါင်းစဉ်ရှိမယ်ရတယ်ဗီဒီယိုလည်းထည့်လို့ရတယ်သူ့မှာဟောပါပြီးသားဗီဒီယိုဟောပါပြီးသား အောက်ရှင်ပါဘူး ပါပြီးသားဟုတ်ဒါတော့ဒီ blog ရဲ့ setting ပေါ့ဟောဘယ်လိုပေါ်နေလဲ depth mode လား line mode လားပြီး description ပေါ်နေလားဖြောင်းချင်ပါလားနောက်ဒါ post category post category ဒါကြီးရဲ့လို့ မာတော့အဲ့ဒီလိုကလေအိုင်းလေးတွေပါတယ်သူများကိုပြချင်မပြချင်ဆိုရတာတွေက နောက် region တိုင်းတွေပါတွေကလည်းကိုယ့်ကိုပြင်လို့ရတယ်ပိုးစိတ်ကိုလည်းဒီကောင်မှဒီ setting နဲ့ battery နဲ့တင်လို့ရတယ်ဗျာ schedule နဲ့ battery နဲ့ schedule နဲ့လည်းတင်လို့ရတယ် battery နဲ့လည်းတင်လို့ရတယ်ဒါ schedule ပို့စီ schedule နဲ့တိုင်းပြီးချက်ပဲနောက်ဆုံးပုံတင်ပြီးသားဟိုကွာဒါပါတော့ဒီရက်မှာမဟုတ်ဘူးလေကွာပြီးခဲ့လာတင်တာဖြစ်ချင် နော်အဲ့လိုမျိုးကလုပ်ရတော့ရှိအာ ရွှေပြီးတော့ဒီလိုမျိုးလာရှင်ပြစင် လက်ကျလို့ရ ဒီလိုရတဲ့ဘက်မှာလို့ချိန်ပေါ်နေ ကိုအကြောင်းကို website ထားလို့ရတယ် ရတယ်ဒါဒီမှာဝင်ပြီးလို့ရတယ်ကွာကိုယ့် portfolio လေးပေါ့ရေးလို့ရဘာ ဟုတ်တယ်နော် website ဒီကကြီးဒီရဖိုင်ရွယ်ဗီဒီယိုလေးလေးပေါ့စပိုင်ကြ ပြီးတော့သူ့မှာ AI ပါတော့လေတခုခုကဖြစ်ချင်ပုံနေပါတုတ်ချင် AI တုတ်ခိုင်းလို့ရတယ်ကိုပရိုနီ မေးရ ဘယ်လိုမှဒါမှပုံရရတယ်ဝိုင်းပုံရတိတာ AI ထုတ်ပေးတဲ့ဟာမှ အသက်မပါ အသက်မပါဒါမှမဟုတ်လို့ရှိရင်လူပုံနေလည်းကျွေးလို့ရတယ်သူ free image မှာပေးရတယ်ဒီတော့ splash ကနေယူတာအဲ့မှာကိုလူချင်းတဲ့ပုံရိုက်ရှာပြီးတော့အဲ့လိုယူလို့ရတယ်ဒါတော့လူပုံနေ AI ပုံမဟုတ်ပါဘူးဒီရိုက်တာ ကံပါ ဘာလို့လဲဟုတ်တယ် တော့နည်းနည်းကံပါနေလို့နည်းနည်းဟွာလေးပူများလာ
ညာလာတယ်ကိုဘက်ဒီဘက်အမြင်တွေချင်းရတယ်ဘာသာရပ်တွေချင်းရတယ်သူမြင်နေဆိုရင်ပုံပါလား ဒါတော့ဒီ website တစ်ခုလုံးမှာတုံးလာတဲ့ style ဒါတစ်ခုဒီနေရာလေးကနေတော့ချိန်လို့ရဥပမာဒီနေရာဆိုဒါ16ကတုံးလာ16ချိန်တုံးတယ်အဲ့ဒီနေရာတွေနေရာတော့မတုံးနေပါဘူး အကုန်လုံးတစ်ခါတည်းနဲ့ချိန်လိုက်လို့ရတယ် ချိန်လိုက် တင်းအလိုက်ပြောင်းပြလိုက်လို့ရတယ် တုံးလိုက်ပြောင်းတယ် ရာသီဥတုလိုက်ပြောင်းရင်ဘယ် ဖော ရ က် ဆော ဆို င်း ဖောက်ဆိုလည်းအဲ့လိုပဲဟိုကဒါတူဆန်း GPU တော့ဖောက်ကြဘူးကြောက်ကဟာလေးကြိုက်တယ်ကြောင်းလိုက်တစ်ခုလုံးပြောင်းသွားမှာ ပြောင်းသွားတယ်ရဖိပြီးလို့ပြောင်းသွားရင်ဇလန်းလိုက်မရှာမရဘူး ဒါလည်းဝိုင်းလေးလေးလောက်လေးလာဟိုတော့ကျွန်တော် ဒီတစ်ခုလုံးကတုံးထားတဲ့ ပဒံအကုန်လုံးကဒီပဒံလေးပေါ့အဲ့မှာကိုပဒံလည်းပြန်ချိန်လို့ရတယ်ထားပါဒီပဒံဖောင်းနေတော့ပဒံတူတဲ့တခုရတာမှာကြည့်မချဲ့ချင်တာပါချဲ့လို့ အော် ဆ ဆိုင် ယ် ဒီ ဖယ်ရ ချို့ ချဲ့လိုက်တယ်ဘယ်တော့တရားပြန်တာလဲစိုက်တယ်ကိုလွဲကိုဘောလည်းလုပ်လို့ရတယ်ပဒံလေးရဘောလည်းဆွဲချဲ့လို့ရတယ်ဒီထဲမှာဒါတော့မီဒီယာလိုင်ဘရီကကို ကျင်ထားတဲ့များ ပြန်လာတော့မှတ်ထားပြီးရတယ်ဒါကမှကျွန်တော် ကိုပင်မိသားလည်းမတင်ရသေးတာပြီးချင်းအဲ့လိုလေးရှိတယ် ဟုတ်ဒီ PDF က PDF တွေပဲ ဟို download ဆွဲတဲ့နေရာမှာသုံးလို့ကျွန်တော်ထည့်တယ်။ညနောက်ဆုံးမှပြောသွားတယ် pressure ။ဟုတ်ကဲ့တော့တော့အဲ့လိုမျိုးပြရသွားတယ်လေ။ဟိုဆိုဒီဟာနဲ့ရှုပ်ရှုပ်ဒီဘေးကနေပြီးဝင်နေတယ်တန်းသွား။ဘာလို့တော့အဲ့ခုနထည့်ရတာဒီကောင်ထည့်ရလို့ဥမာကဖိုင်ဒေါင်းလို့ပေါ့ဖိုင်ဒေါင်းလို့ကိုနာဖိုင်နေနိုင်တယ်လာတောက်ပြရ ဟော Saya Saya pakai duit tak? Try Try dulu. the destination. Terkala asana namanya. Ini mau tengok baik. Tengok tengok. တန်တော့ခဲ့အဲ့ပြီးတော့ဒီကနေမှန်းထောက်တာ これから標準ビジネス語テスト、模擬テストを始めます。テストはテスト1からテスト7まであります。該当する番号を選んでください。 အဲ့ဒီကြတော့အခုကအဲ့လို download テスト1、 download file ကအဲ့ このテストでは ဒီမှာအဲ့ 写真や絵を見ながら音声を聞いてください。 ဒီဟာ その後、4つの言葉または文を読み အော ま င် す。 မဖြစ်ဘူးလို့ 1、 မကြည့်ဘူး ဒီပလီယာလေးကလည်းဟိုနဲ့ပဲထည့်ထားတာ အဲ့ဒီမှာနဲ့ဟွာနဲ့ပုတ်နဲ့ ရိုးအဲ့ပါဘောဟို HTML မှာတော့ တခြားနေချင်လေးလုပ်ပြီးထည့်ထားတယ်အခုဘိုက်ကိုဟိုကုတ်ရိုက်ထားကျွန်တော်တို့ထည့်မယ်ဆိုရင်ကျတော့ဘယ်လိုထည့်လဲကြာကျွန်တော်ထည့်တော့မထည့်တော့ဘူးမင်းကြည့်ရ သူကြတော့ဟိုပါဘောကျွန်တော် database ထဲမှာတော့ထည့်ရတာတခါလဲပေါ်ဖို့ကြတော့ ဘောတပိုင်းမှာ ဟိုပဲ ဒီလာဟို အဲ့ဟာနဲ့တော့ပြီးတော့လင်းချိတ်ထားလိုက် ဘာလဲအဲ့ဒါရှုပ်ထွေးသွားညနေသွား အဲ့ဘိုင်းလည်းရှင်းပြအောင်အဲ့ဘိုင်းလည်းရည်ကြည့်တယ် ဘယ်ကအပေါ်တပိုင်းက ဟိုကတပိုင်းတော့ကျွန်တော်ဟို file manager ပုံစံမျိုးပါပဲအဓိကတော့ ဘာဟာတိတ်အောက်ကဟာနေဆိုင်ဒီခုနက ကျွန်တော်ကြိုက်နေတဲ့ဟာလေးတွေနဲ့နောက် user ဘက်က fountain လာမဲ့ data လေးနဲ့ကျွန်တော် ဟ
ဒီ dashboard ဆောက်လိုက်တာ dashboard ဆောက်ပြီးတော့အဲ့အောင်ထည့်တယ်သူ့မှာနှစ်ခုရှိရတော့ file manager နဲ့ database တစ်ခုချင်းစီပဲဆိုတော့ file manager ကျွန်တော်ဖုန်းမှာမရဘူးလို့ဒါပေမဲ့အထက်ဟာရတော့မဖြတ်မိဘူးလို့တော့ဘာလို့လဲတက်မှာကျွန်တော်ပတ်ကန်းရေးထားတဲ့ပုံတွေရှိတာဟုတ်ဖောင်နဲ့ချိန်ဖို့အတွက်ပတ်ကန်းရေးထားတဲ့ပုံတွေရှိတော့အများကြီးတော့မဟုတ်ပါဘူး public HTML ဆိုတော့သူကလည်း public HTML နဲ့ပဲလားအဲ့အပေါ်မှာတက်ပြီးတော့ program လေးတက်စီနေတာ ခုနအတန် အတန်ကျွန်တော်ဒီမှာ MP3 လေးကိုထည့်ပြီးပြန်ချိန်ကြတယ်အဲ့လိုမျိုးဒီကောင်ကဒီ file လေးတွေကအဲ file နဲ့သုံးဖို့ချိန်ထားတဲ့ file လေးရောဒါကြောင့်ဒီ server ကို login ဝင်လို့ရတယ်ဟို security ဟိုပါပေါ့ configuration လုပ်ထားတာဟိုရှင်လူတိုင်းလာချိန်လို့ရမှာဆိုတော့ပြီးမှကျွန်တော်တို့ဒီ application file ဆိုတာဟို action နဲ့ချိန်ထားတာဒီ action button လေးကိုနှိပ်လိုက်လို့ရှိရင်ဒီထဲဒီ database ဒီ data တွေလာဆွဲပုံစံမျိုးကိုချိန်ထားတယ် မတို့ဒီမှာလေအောင်စင်းတွေပါ PDF တွေပါနဲ့လောက်ပြပြမယ်ဆိုရင်ဟိုခုနက database ထဲမှာ PDF ကိုတော့ထည့်ပြအောင်ဟုတ်လား PDF ကိုတခါလေးပြအောင်မှာ download ခုနဟာဆိုရင်ကဟို download ဆွဲခိုင်းတာမပြဘူးကျွန်တော် အဲ့ဆိုရင် တကယ်လို့ PDF ကိုပြချင်တယ်ဆိုရင်တော့ ပြရဆိုတော့ဒီလိုမျိုးပြ website ကိုဆိုင်ပြနေ့နဲ့ PDF ကရှည်လားပေါ့နော်ရှည်လားဆိုတော့အခု PDF ကစာမျက်နှာပဲမျက်နှာမဟုတ်ဘူးတစ်မျက်နှာနှစ်မျက်နှာလောက်ပဲဆိုရင်ကျတော့ JPEG အနေနဲ့ပြလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အခု PDF file လိုက်ပြချင်တာဆိုရင်တော့ကျွန်တော်တို့ကဒီ PDF ကိုဟိုဖြစ်လို့ရတဲ့ဟာလေးထည့်ပေးရကြည့်လို့ရတဲ့ဟို player လေးပါအဲ့ဒါကိုထည့်ပေးရ ဒါမှမဟုတ်ဒီဟာရဲ့အောင်နေရင်းစင်းလိုက်ယူဒေါင်းလုဒ်ဆွဲပါဆိုပြီးခုနကဟိုလိုဘတ်တန်နဲ့ထည့်လိုက်ရတယ် အဲ့ရတယ်ဘယ်တည်းအဲ့တစ်ခုလုံးအဲ့လိုထည့်လို့ရတယ် မတို့ i5 ဟိုမှာနှစ်လပိုင်းဟာဟိုတင်လိုက်ပြီးဆိုရင်ဟိုကြည့်တဲ့လူတွေအနေနဲ့ကြတော့သူ့တယောက်ထဲစာပုံနဲ့အောင်နေရင်းတွေဟိုဒေါင်းလုဒ်ဆွဲဆိုတယ်ဖြစ်တော့ ဒီဟာဆိုရင်ကျွန်တော်ဟိုမောက်ပြရတော့ PDF ပဲဒါပေမဲ့ဒီဘက်ပြောင်းပြီးတော့ပဲဒီလိုကြည့်လို့ရနေမိလားနေ့ရင်လည်းသူကအပုံကြီးချက်ကြည့်လို့ရစိတ်မချင်လည်းမှတ်လို့ရတယ်ဘုံမှာဆိုရင်ဖိထားရင်စိတ်မရပေါ့ခြေပတ်နေလည်းပဲပြောလို့စိတ်စိတ်ဒါလိုမဟုတ်ဘူးခုနကပြောဆို PDF file ကြည့်လို့ရအောင်လုပ်လို့ဆိုရင်ကြွားလို့ပြီးတော့ player တစ်ခုခုပေါ့နော် PDF ကိုဖတ်တတ်တဲ့ဟာတစ်ခုခုထည့်ပေးရအောင်အဲ့ဒါလည်းရတယ်အကိုရှိအောင်မှာပါအဲ့ချိန်ဆောင်းအောင်လည်းထွက်တဲ့ချိန်ကိုရှိအောင်ပါဒီနောက်လာအကုန်ကြီးလာပေးမှာလုပ်ပြီအဲ့တခါပေါ့နော်တခါ run နဲ့ဆောင်းဝက်တခါဖြစ်ပြီး run နဲ့ထိရလုပ်ပြီ ဟုတ်ကဲ့ဟောဒီနေ့ website မှာကျတော့ခါရဲဆောင်းမအောင်စင်ကြီးဆောင်းမွေးအောင်စင်ကြီးရဲ့ link ဆိုခါရဲချပေးတာ PDF အဲ့ဒါဝင်ကြည့်လိုက်ဆိုရင်PDF file နဲ့ download ဆွဲလို့ရတယ်ဆိုတော့သူကအခြားဖတ်လို့ရတာဒီလိုချိန်ထား ဟုတ်ဟုတ်အဲ့ဆိုကိုယ့်ကိုစာမျက်နှာတွေပါတွေကပွားလို့ရမယ်လေ PDF ကိုဒီဟို download ဆွဲကြမလို့ပဲနဲ့ပေါ့နော်ဒီ website ပေါ်မှာ ဒီအပ်ပါဟာကြောင့်ဒီပုံစံဒီ download နေတာတော့တန်ဆွဲပါ download တန်းဆွဲပါ ကြည့် မကြည့်ဘူး ကြည့် ဟုတ်ပါအဲ့လိုမျိုးကြည့်လို့ရခြင်းကျွန်တော်ပြောလို့ခုနကဒီလို player လေးတစ်ခုထည့်ပေးပါရ MPTV တို့ဒီတိုင်းမှာ PDF ဖတ်တတ်တဲ့ဟာအဲ့ဒါကိုထည့်ပေးရ ဟိုမှာဒါဆိုရင်ကြတော့ဒေါင်းလုဒ်မဆွဲခင်ဟိုနားထောင်ဒီတိုင်းပဲနားထောင်လို့ရတယ် ဟုတ်ပါရအောင်ဆိုပြီးထည့်ပေးကြ အဲ့တော့ဒီမှာကြတော့ကြည်ဒီထဲမှာပဲကြည်မလားဆွဲပါ နောက်တစ်ခုကကျတော့ဒါ database ပါ database ကတော့ကျွန်တော် form ကနေဖြည့်လိုက်တဲ့ user data တွေမှန်သမျှဒီထဲမှာလာသိမ်းအဲ့တော့လည်းကျွန်တော်ဒီဟာလေးပေးထားပါတယ် login ကုတ်လေးပေးထားဒါကတော့ဒီထက်သွားရင်တော့မလို့ဟိုဒီမှာ login ပေးထားဆိုတော့ဒီထက်သွားရင်တော့ဒီလိုဝင်ကြမလို့တော့ဘူးဒီမှာကိုယ်တက်တဲ့ဟို website အနေနဲ့ဝင်မယ်ဆိုရင်တော့ user login လို့ဒါကျွန်တော်ဖြည့်ပြီးသားမလို့ auto save မှာ password အဲ့မှာ
ဒီမှာ table လေးတစ်ခုစောက်တာကို user ဆိုပြီးတော့user ဆိုရတဲ့မှာကကျွန်တော်ခုန function တွေမှာပါလို့ပြ data တွေကိုသူကဒီထဲမှာ table လေးနဲ့လာသိမ်းတာ ဒီကပေါင်းကောင်းတယ်ဘယ်နဲ့ဒီကချိန် ဟုတ်တယ်ကျွန်တော်တို့ ID ပါမယ်နော် ID နောက်မှာ agent တဲ့ပေါ်နေမှာဖြစ်ရတယ်လို့ပဲပုံပါ passport ကလည်းမရှိရင်လည်းရတယ်ပေါ့နော်မရှိရင်မထည့်လို့ရအောင်လုပ်ပြီးလူတိုင်း passport မရှိဘူးဒီပုံကကြတော့သူတို့ပုံကိုကြတော့ဒီ folder လေးကိုရောက်မှာခုနကကျွန်တော်ပြရတယ် database file နဲ့ကိုရောက်မှာ file manager လေးကိုရောက် file manager လေးကအဲကို upload ဆိုတဲ့ folder လေးရှိတယ်အဲ့ထဲမှာကျွန်တော်တော်သိမ်းခိုင်းတာဒါပေမဲ့ database ထဲမှာကျတော့ဘယ်လိုပြမလဲခုနကသူ link ပြမယ်အဲ့တော့မှကိုကသိချင်ရင်ဒီပုံလေးကို link ပေါ့နော်အဲ့ link copy ကူးပြီးတော့ new tab မှာအဲ့ဒါခေါက်လိုက်လို့ရှိရင်အဲ့ပုံပတ် အဲ့လိုမကြည့်ပဲနဲ့ခုနကဟာ ဖိုင်မန်နေတိုင်း family ကြားထဲမှာဝင်ကြည့်လို့ရတယ် ရတယ်ဒါပေမဲ့အဲ့ကြတော့မလို့မသိတော့မသိတော့ အများကြီးဖြစ်နေပါ အခုကနာမည်မှာတွဲပြီးတော့သိတော့သိတယ်အရင်တော့သူတို့ပေးတဲ့နာမည်အတိုင်းပဲဆိုပြီးတော့လောက်ထားတာဘာလို့ခုကတဖောက်ဖြစ်မသိရအခုနောက်ပိုင်းတော့သူတို့တင်လိုက်လို့ရှိရင်သူတို့နာမည်ကိုယူမယ် ဟုတ် နာမည်တူတာမျိုးရှိနိုင်တဲ့အတွက်ဖုန်းနံပါတ်ကိုပဲထပ်ယူမယ်ဆိုပြီးအဲ့ဆက်ဆိုတာကကျွန်တော် screenshot ပေးမှတို့ကဒီရှိမှာ NRC ဆိုတာမပုံနေရှင်းတော့ဒီဘာမှမပါဘဲနဲ့အဲ့နာမည်နဲ့ဖုန်းနံပါတ်ပဲပါတာသူ့ profile ဒီတော့လို့ရတယ်ကျမ်းမှာတော့ဒါမှမဟုတ်ရှင်တော့ဟိုဒီတိုင်းဟို table မှာပဲဥစ္စာသူ့ဟာနဲ့သူစီထားခြင်းဒီမှာသွားကြည့်ရင်ရှင်းတာရတယ်ဟုတ် ဒီပြ ဒီတော့ပြင်ကြည့်ပိုရှင်းတာတန်းပြီးတော့ ပေးထားတာ လိုက်ရှာကြမလို့ဟိုတန်းပေါ်တို့လိုက်စီထားတာ စာသားနဲ့ပေးချ လင်းချိန်လိုက်လို့ရတယ်အဲ့ဟာလေးကိုနှိမ့်လိုက်တာနဲ့ခု Facebook page ကိုရောက်ပါနော်ရတယ်အဲ့လိုလုပ်လို့ရတယ်ပြီးတော့ခုနကလို PDF လောက်ကတော့ဒီ database ကို export ထုတ်လိုက်ပါနော် export ထုတ်ပြီးတော့ထုတ်တာရှိဒီမှာက performance နဲ့ထုတ်CSV ဆို CSV XML ဆိုလည်း XML ထုတ်လိုက်ပြီးတော့ထုတ်လိုက်ပြီးအချင်းဒါကြောင့်ဟိုဖြစ်သွားပြီနော်ထုတ်လိုက်တယ်သူCSV နဲ့ထုတ်လိုက်တယ်အဲ့မှာဒီမှာတော့ PDF လောက်ပဲဆိုရင် မြန်မာဖုန်းက ဒါ WPS ထဲမှာရတယ်မလို့ပါတော့ Excel မှာကမှန်တဲ့ဟာဟို version လဲဘယ်လိုလဲအင်္ဂလိပ်လိုပြခိုင်းတာပါဒါစမ်းတာမဟုတ်လို့မြန်မာလိုအစမ်းထည့်ကြည့်တယ်အဲ့မှာဟိုမလို့လောမှာပါလို့ PDF လောမှာ PDF လောမှာဆိုရင်ဒါဖွင့်ထားလိုက်ပါတော့ဖွင့်လာပြီးတော့ထားပါတော့ကိုကရောက်တော့ဟာလို့ဆိုတော့သူ့မှာ copy ကူလာ copy ကူပြီးတော့နာမည်မထည့်လိုက်တော့အဲ့ဒီဟာဟိုပဲပါပါတယ်ဝိတ္တကလေးက ဟုတ်တယ်ဟုတ်တယ်
这个个叫红毛叫困难呢，我那边困难人。 ဟုတ်ပြီမနေ့ကယူလာရတော့သူပြောင်းသွားတယ် exam မှာဆိုရင်ပြင်ရင်တော့ဒီလိုပဲဒါပေမဲ့သူကပြင်ပြန်ပြောင်းသွားတယ်သူ format တိုင်းသူသိမ်းသွားတယ်ဒီ PDF မှာဒါကိုယ့်ကိုပြန်ပြင်လိုက် PDF ကတော့စာအနေနဲ့မသိရဘူးဟိုအနေနဲ့မသိဘူးစစ်စံအနေနဲ့မတော့အဲ့ဒါတော့ဓာတ်ပုံမှာဒီမှာမှန်ကပ်ပြီး 哦， အဲ့ဒါဒီမှာလည်းနေလို့ရမှာတယ်အဲ့ဒါတော့ဟုတ်ဘယ်ဥစ္စာလဲနောက်ဆုံး announcement မှာညီမလေးလာလေးခွေလိုက်လို့လေလာလိုက်ဒီလေး68အရာ26အတွက်ပဲခွေပြီးတော့ဟိုသက်ဆိုင်ရင်ဟာအောင်ပါခွေထည့်လို့လေခေါ်ဆောင်ဝဲ6ရဘယ်နေရာမှာဖြစ်ရမှာမဲဘယ်နေရာအားရပါဆိုတာအဲ့ဒီလိုနေတယ် ဟောနောက်တဲ့ page တစ်ခုတစ်ခါဖွင့်လုပ်ချင်တာပေါ့ဒီ announcement အောင် တော့ပါအောင်ပါ ဒါမှမဟုတ်ဒီ page မှာပဲထည့်ထည့်စင် 这 announcement ဘယ်နဲ့ဟောင်းမှာတော့ပြီးပဲလေပါအဲ့ထည့်အဲ့လိုထည့်ရတာ ရတယ် အဲ့လိုဟောင်းမှာဆိုရှင်မြင်လာတယ်เนาะ announcement ဒီသွားနေရမှာ 二十对，红马呗，红马练茶，练茶呗，哎，练哪几个单位？ ဒါကြရအောင် 诶， ခဏလောက်ချလိုက်ရ อืม လာလာပိုင်းလာလာပိုင်းပြရဒီကဟောင်းမှာတော့ပုံမှန်ရမှာတို့ကတခြားတက်မှာမငင်းတဲ့လူကဟောင်းမှာနေအဲ့လိုလေ 哦，OK，还得我这个单可以去， ဆက်ရှင်တစ်ခုတိုးပြီးတော့ထည့်ပေးရမှာပြီးတော့ညီမလေးတို့ဒီထိတ်မှာရှိရ home တို့ blog တို့ about SCPG တို့အဲ့လိုမျိုးလေးတွေကလေ home မှာဝင်လိုက်တာလည်းထိတ်မှာမဟုတ်တဲ့သူများတခြား page တွေမှာဆိုရှင်ပြီးလာလေးမှာလည်းရှိသေးတယ် ဟိုဒီဘေးမှာတော့ အဲ့တော့တန်းရောက်တယ်အဲ့လိုထည့်သွားနေတော့အဲ့ပြောနေလို့ 没哪个， မဟုတ်လေဒီအပေါ်မှာပဲမဟုတ်ပဲနဲ့ဘေးမှာ 练 ဟုတ် 茶， တယ် အဲ့ဆိုရင် ညောင်းလေးတော့ညောင်းမယ်ထိတယ် အဲ့ဒါမဟုတ်အဲ့ဒါတော့ဖုံးမှာလို့ပဲပုံ အော်အမ ဖုံးမှာလို့ပဲပုံ 我个，表演了。诶，我上面嘛，诶，上面那边那，那没差。 ဟုတ်ဟုတ်ဟုတ်ရတယ်လေအဲ့လိုထည့်စင်လိုက် 那要不ဒီမှာဒီ home မှာပဲခြာလို့ အဲ့လိုမချခြင်း ခြာချင် ဒီဘေးမှာပဲအဲ့ဟို announcement အောက်မှာပဲပြပြအဲ့ဒါပဲဒီနေ့စာရီကတော့အဲ့ဒီနေ့ကိုမြင်နေမှဒီစာရီကတော့ဒီလို home မှာပြန်ထားလို့လေ အေး ရှုပ်နေမှာအများကြီး ဟုတ်ရ နောက်ဆက်အောင်ပါ อืม အဲ့ဆိုရင်တဲ့တို့မဆိုအခုပဲ page တင်မှာအောက်မှာဟတဲ့တက်ကိုပဲတင် ဒီအောက်မှာအဲ့ဒါ page တွေပဲ ဟုတ်ရပြန်ပေးပါ page တွေဝင် အော်ရရ new page ခေါ်မှာအဲ့ page မှာနော်အဲ့ page နဲ့ပြီးတော့ဘယ်အောက်မှာထားခြင်းလဲဆိုတော့ကိုကပြီးနေရာပြန်ချပြီး ဒါလေးရှိမယ် ပြီးရင်အဲ့လာလေးပြန်ပြီးတော့လို့ရှိရင်လာပဲနဲ့မှာတော့ကရိယာနဲ့ရေးလိုက်စားလို့ရှိထဲနေတွေ့ရှိတယ် အဲ့မှာလည်းငါ application ပေါင်းရယူလို့ဆိုပြီးတော့နေ့ကိုပြန်ပြီးဒီဘက်ပုံပြန်ချိန်ချင်တယ် ကြာဥစားလေးကတော့အဲ့ဒီဒီကိုစားလို့ Facebook page ကိုပြီးတယ်အောင်တယ် Facebook page ကိုထား အဲ့ဒီလိုမြန်မာ Facebook page ဒီနေ့ မြန်မာဖြစ်နေတာ အော် ဘယ်ဥစ္စာလဲ ပြေပါဟေး နော်ဟို what the shit
ဒါရှိမယ်ပြီးတော့ဟိုမေးနဲ့ပတ်သက်ပြီး ဟုတ် page နဲ့ပတ်သက်ပြီးမေးရရှိတယ် website လေးဆင်းရဲပြီးတော့ကတော့ခဏ page ပုံစံဆိုတာနောက်ဆုံးမှပြန်ခွဲမယ်ပြီးရင်ဟိုမှာမင်းကြီးထိပြန်ထည့်မယ်ဟုတ်လားအော်ဟိုလင်းပြန်ထည့်မယ် ဘာသာစကားက၃မျိုးပဲလားရှော့မှာ တော့တော့တကယ်ပွဲ ဒီကုန်းကိုရှော့လိုက်ကျွန်တော်ဟုတ်ရှော့ ရုပ်ကောင်းစားပြီးဝင်ကြည့်တယ်ရုပ်ဘောကြီး ဒါဟောကျအင်္ဂလိပ်လားဂျပန်လားမြန်မာတော့ရှော့လို့ရတယ် ရှော့နဲ့ဒီတိုင်းလေးထားနေတယ်ထားဖို့ဂျပန်နဲ့ကြည့်ရင် update တွေမပို့ဘူးအင်္ဂလိပ်နဲ့ကြည့်တော့ update တွေမပို့ဘူးလေမကောင်းလေးရှိပြီးမှမပို့နေတာကြောင့်မရှိတာလားရှိမှမပို့ ဟို တာ STBJ website ကအမတို့လည်းချပေးတော့မှာမြန်မာ office တွေပါရေးပါအဲ့ဒါကိုရေးမစစ်တဲ့ အဖြစ်ရှင် STBJ စစ်တော့တော့မေးပါစစ် မိမစစ်တဲ့ page ကော ဒီပါ ဒီလိုမျိုးပြန် ရှိတော့ဘယ်ကိုကားလေးစာမဖြစ်ပြီးတဲ့ရှိတာကြားရဖြစ်လာမယ်ဆိုတိုင်းရိုက်တည်ပြလို့ ဆရာ ကူညီတောင်းလို့ ဟိုမေးပါလေလူတည်တဲ့ပြီးတော့ညီမတို့ကပါလေ ဟုတ်တယ်နောက်ခုတော့ဒီဘက်နဲ့နှစ်ခုကဝင်လို့မရဘူးတစ်ခုဝင်တစ်ခုကဟုတ်တယ် တိုင်ခွာလို့ရမှာ အတန်တော့လို့ရကိုသုံးတဲ့ browser ပေါ်လဲမူတည်တာပေါ့နော်ပြီးတော့အတန်ကျယ်ထားလို့လဲလူတာကိုယ်ဟုတ် အဲ့ဆိုအဲ့မေးလေးဝင်မှာလူတည်တက်တာ ဟုတ်တယ်မေးတယ်ဝင် ဟောအဲ့ဆိုမိုးနေတာလည်းအဲ့မေးကိုဖွင့်ထားဟုတ် ဒီတိုင်းကျူတာနဲ့ လေဟိုကလေ Google account တွေပါဆိုမေးဆိုရင်ဒီဘက်ကိုပြနေ profile တစ်ခုပြနေနှိမ့်လိုက်တာလည်းဟိုဘက်မေးဒီဘက်မေးတန်းဝင်တာဒီမှာကျအဲ့လိုမရဘူး ဒီမှာလည်းရတယ်ဒီမှာ switch သူက log out တော့ရင်ထွက်လာတာဒါ switch to platform အဟောင်းကြီးပုံစံကိုပြတယ် log out နှိပ်ပြီးတော့မှဒီလိုမျိုးရိုးတဲ့အလွယ်တကူ switch လို့တော့မရဘူး မရဘူးတော့ပါပဲ log out နှိပ်ပြီးတော့မှ လောက်ခဲ့ ဟောပါဘာ ပြန် လဲဝင် ပြန်ထည့် ပုံမှန် password save လုပ်ထားရင်တော့မရတယ်ဒါဆိုဒါ office ကိုကျွန်တော်ယူလိုက်မယ် office ကိုသွား အဲ့နှစ်ခုကိုစုပြီးကြည့်ရအောင်ရှိဘူးနော်ပြောလို့ ကျွန်တော်ရှာကြည့်သေးရမရှိဘူး ရှိရ ဆွဲပြီးကြည့်လို့ရ ဒီရ notification တော့ဝင် notification ကကျွန်တော်ဒီ browser web permission ဒီ notification အော်အဲ့မှာ browser permission မှာ notification ဖွင့်ပြီးဘာဘာသာတုံးရ Chrome ဟုတ်တယ် မနေ့တည်နေတာဟိုကလေခုနက database နဲ့အဲ့ဒီမှာဟို file ထည့်ထားရရှိရတယ် audio file လို့ ဟုတ် အဲ့ဒါထည့်ရတယ် website မှာထည့်ရတယ်ကဒီမှာတော့ website မှာတင်နေတဲ့ဟာကိုအဲ့ database မှာသွားစစ်ရအဲ့လို website မှာတင်ရတာခုနဟို download ဆွဲဖို့အတွက်ပဲဆိုရင်တော့တခါတည်းကတန်းပြီးတော့ download ဆွဲဖို့အတွက်ပဲဆိုရင်တော့ website မှာပဲတင်ထားရင်ရတယ် file နဲ့ကိုသွားပြီးတော့လုပ်เสียမလို့ပေါ့ဒီ file နဲ့ကိုသွားပြီးထည့်ကြမယ်ခုနလိုဒီတိုင်းဟို live ပြခြင်းအဲ့လိုမျိုးဆိုရင်တော့ file manager မှာတော့ထည့်ရမှာစင်ပြီး ဝန်ဆိုင်ကနားမလည်တဲ့ဟာတွေဒီလာပြီးတော့ထည့်ပေးထားရတန်ဆိုရင်ဖွင့်နေတာမရှိတော့ကျစင်းခံထား ဟု တော့ တ်တ ဒီ ယ် တာပြီးတော့မှတော့ထည့် ဒါပေမဲ့ဟိုသွားဆွဲယူပြီးဖွင့်ရ တဲ့အချိန်ကတော့သူတိုင်းရဲ့လူရတယ်ဆိုတော့ဒီတိုင်းပြင်ပါတယ် ဟုတ်တယ် အော်စနေဖတ်ထားရပို့တာ ဟုတ်တယ်ဆောင်းပြန်လာလို့တော့ဘယ်လောက်ကြာ တ
ကျွန်တော်ဟို12ရက်နေ့နောက်12ရက်နေ့ကျတော့ခီးလေးတစ်ခုသွားတယ်ဟို19ရက်နေ့တော့ပြန်ရမယ် စာရမ်းလာတော့လည်းပြပြနေ ရုံးနေလည်းပိတ်တယ်အဲ့ဒီရက်ရက်ပိတ်နေရတယ် ဆက်တော့ဘယ်နဲ့နေ ဘယ်လိုလဲ ကျုပ်ပြောကြတယ်